ဒီမှာလောင်းကြီးကိစ္စကိုမေးလိုက်တော့အလုတ်သမားခကိုငါနှစ်ဆပေးမယ်ဇက်လိုက်ကြီးကအဖိုးကြီးတယောက်ကိုခက်တီတီပဲပြောလိုက်တယ်ဒါပေမဲ့စီကံတစ်ခုတော့ရှိတယ်သူပေးထားတဲ့ပုံစံကြမ်းအတိုင်းအလုတ်ယုံ3ယုံကို10ရက်အတွင်းအပြီးဆောက်ပေးရမယ်တဲ့ဘယ်သူမှအပြင်းမထူနဲ့အပြင်းထူရင်ဟောဒီကကြောက်တုံးလိုပဲအမှုန့်ကျိတ်ခံရမယ်လို့လည်းအပြက်ပြောလိုက်တယ်ဒါနဲ့ပဲအလုတ်သမား90လောက်ကဇက်လိုက်ကြီးစီမှာအသက်ဝင်စားရတော့တာပေါ့ဒီလိုနဲ့တန်ရိုင်းတွေဝယ်လာပြန်တယ်ဒါပေမဲ့မြို့ထဲကနာမည်ကြီးပန်းပဲဆရာကသူ့လုပ်ကိုလက်မခံဘူးတဲ့ဘာလို့လဲဆိုတော့တန်တဲ့ပုံစံတွေကထူးဆန်းနေပြီးအရေးအတွက်ကလည်းများလုံးလို့ဈေးကို9ဆတောင်တောင်းလိုက်တယ်ဇက်လိုက်ကြီးကလည်းဘဲရမလဲမလာရင်ဒီတသက်ပန်းပဲလောကမှာထမင်းငတ်အောင်လုပ်ပြမယ်ဆိုပြီးလူလွတ်ခေါ်ခိုင်းလိုက်တယ်ပန်းပဲဆရာကြီးရောက်လာတော့လည်းခက်ကြွားကြွားပဲပုံစံကျမ်းပေါ်ကဂီယာတွေဘောပဲရတွေကိုကြည့်ပြီးငါတသက်ဒီလိုတန်မျိုးမမြင်ဘူးတကယ်လုပ်ပေးရမယ်ဆိုရင်ငွေ1000ပေးတဲ့နောက်တစ်ဆက်ကမှပဲရေအားသုံးဆက်ကြီးလဲသွားတယ်ပူချစ်တောက်နေတဲ့တန်တုံးကြီးကိုရေအားသုံးတူကြီးကဒုံဒုံဆိုပြီးမညာမတာထုချနေတာများမြင်မကောင်းဘူးပန်းပဲဆရာကြီးရောသူ့တပည့်တွေပါအကုန်ပါဇက်အဟောင်းသားနဲ့ကြောင်တောင်ဖြစ်သွားတယ်ဟင်းဒါလူလုံနိုင်တဲ့အရာမှမဟုတ်တာတန်တုံးကြီးကိုဂျုံနေတယ်လို့နေနေပါလားဆိုပြီးအကြီးကျယ်လန့်သွားကြတာပေါ့ခုနကကြွားနေတဲ့ပန်းပဲဆရာကြီးလည်းချက်ချင်းတူးထောက်ချလိုက်ပြီးငွေ1000လည်းမလိုချင်တော့ပါဘူးဒီမှာပဲတပိတ်ခံပြီးပညာသင်မရစေဆိုပြီးတောင်းပန်ရတော့တယ်ဇက်လိုက်ကြီးကလည်းကျင်းနဲ့သွားပြီးဒီညတွင်ချင်းငါလိုချင်တဲ့ခီယာတွေအကုန်ရိုက်ပေးမနှက်ပြန်မိုးလင်းရင်ဒီနိုင်ငံရဲ့ပထမဆုံးရေအားသုံးရက်ကန်းဆက်ကြီးလဲပက်ရမယ်လို့အမိန့်ပေးလိုက်တယ်တကယ်တော့သူတို့ရဲ့အစီအစဉ်ကတကယ်ကိုကြောက်စရာကြီးခေတ်သစ်နည်းပညာတွေသုံးပြီးဒီရှိခေတ်ကလူတွေကိုအရင်ရှင်စနစ်နဲ့အမျက်ထုတ်တော့မှလေမကြခင်မှာပဲရက်ကန်းဆက်တွေလဲပက်ပြီးအထည်တွေကဂိုတောင်ထဲမှာအပြည့်ဖြစ်လာတယ်ဇက်လိုက်ကြီးကဟေ့လူဂိုတောင်ထဲမှာမဆက်တော့ဘူးရောင်းရမှာလားလို့မေးတော့သူ့ရဲ့ပါတနာတထေးလေးကခက်မိုက်မိုက်ပြုံးလိုက်တယ်ပြီးတော့ဘာလို့နေတာလဲအခြေအနေကိုစောင့်ကြည့်ရသေးတာပေါ့တဲ့ဒါအပြင်ဗန်ဘက်ကကိစ္စတွေရောအဆင်ပြေရလားဆိုပြီးဆက်မေးလိုက်တယ်ဇက်လိုက်ကြီးကလည်းအဆင်ပြေတဲ့အကြောင်းနဲ့သူတို့စီကဆက်ပြားရဲ့နောက်6လစာအမျက်ငွေတွေကိုပါတုံးပြီးဘာတွေစက်ကြံစီကြအောင်မလဲဆိုတာကတော့ဒီကောင်လေးကဘန်ကနေငွေပြ3000ကိုအေးဆေးသွားချိလိုက်တယ်သူ့တငယ်ချင်းကတော့ကြောင်းတောင်းဖြစ်သွားတာပေါ့ဟေးကောင်ငါတို့ဆက်ပြားရောင်းရတဲ့ပတ်စံတွေအများကြီးပဲလေဘာလို့အတိုးကြီးစားစီကနေပတ်စံသွားချိရတာလဲဆိုပြီးမေးရောအဲ့ဒီတော့ကောင်လေးကဘာပြောလိုက်လဲသိလားဒီပတ်စံတွေနဲ့ကျန်တဲ့မျိုးကအကောင်းစားပိုးကျိုးတွေဝါကွမ်းတွေအကုန်လုံးကိုငါသိန်းကျုံဝယ်ပြစ်မလို့ကွာဒီမျိုးကအထက်ဆိုင်ကြီး8ဆိုင်လုံးကိုကျိုးတပင်တောင်ဝယ်လို့မရအောင်လုပ်ပြစ်မဲ့တဲ့ဒီတော့မှသူ့တငယ်ချင်းလည်းသဘောပေါက်သွားတယ်ဒါကြောင့်မင်းကရက်ကန်းစင်တွေကိုပြင်ခိုင်းထားတာကိုမင်းကအညံ့စားဝါကွမ်းတူတွေနဲ့အထက်ရက်တော့မလို့လားလို့မေးတော့ကောင်လေးကပြုံးစီစီနဲ့ကောင်းနေတယ်ဟုတ်တယ်လေဟိုကောင်တွေကအကောင်းစားကျိုးမှရက်လို့ရတာငါဆက်တွေကတော့အညံ့စားဝါကွမ်းဖြစ်အေးဆေးရက်လို့ရတယ်တဲ့လေဒီကောင်လေးကတော့တော်တော်လေးတဲ့ကောင်ပဲတစ်ဖက်မှာတော့တစ်မျိုးလုံးကအထက်ဆိုင်ပိုင်ရှင်တထေးကြီးတွေအစည်းအဝေးလုပ်ပြီးပြာရခတ်နေကြပြီလေဟိုကောင်တွေကငါတို့ကိုအနိုင်ကျင့်နေတာပဲသူတို့အထည်တွေကငါတို့ထက်တောင်ကောင်းနေသေးတယ်ဒါပေမဲ့ဈေးက30ပဲရောင်းလာတယ်ကွာငါတို့မှာအရင်တင်90လောက်ရှိနေတာကို30နဲ့ရောင်းတော့ငါတို့တော့တေးပြီးပဲဆိုပြီးអော်နေကြတာပေါ့အဲ့ဒီအချိန်မှာပဲတပည့်ဖြစ်သူကအခန်းထဲကိုပြေးဝင်လာပြီးသတင်းဆိုးတစ်ခုလာပြောပါတော့တယ်သူထေးကျန်တဲ့မျိုးကအကောင်းစားဝါကွမ်းတွေအကုန်လုံးကိုလူတစ်ယောက်ကဈေးနှစ်ဆပေးပြီးအကုန်သိမ်းဝယ်သွားပြီးပြတဲ့အဲ့ဒီတော့ဝါတုတ်ကြီးကလန့်ပြီးလက်ထဲကလက်ဖက်ရည်ပကံတောင်လွတ်ကျသွားတယ်သူတို့စာချုပ်ချုပ်ထားတဲ့ကုန်တယ်တွေကတော့ရော်ကြီးနှစ်ဆပေးပြီးအဲ့ဒီလူစီကိုပဲပစ္စည်းတွေရောင်းလိုက်ကြတယ်လေတကယ်ကိုရက်ဆက်တဲ့အကွက်ပဲသူတို့မှာအခုရက်ကန်းရက်စရာပစ္စည်းလည်းမရှိတော့ဘူးမှားထားတဲ့ကုန်တွေရောက်ဖို့ကလည်းအမြန်ဆုံး2လလောက်ကြာအောင်မယ်ဆိုတော့သူတို့ဆိုင်မှာ3ရက်စာပဲပစ္စည်းကျန်တော့တယ်လေအဲ့ဒီတော့မှသူတို့အားလုံးကဓာတ်သေးကြတဲ့ဟိုကောင်လီစီလောက်တာပဲသူကဈေးနေရောင်းနေပြီးတော့ကုန်ကျန်းတွေကိုဈေးကြီးပေးဝယ်တယ်သူကငါတို့နဲ့အတူတူတေးမလို့ပဲဆိုပြီးငိုယိုနေကြပါတော့တယ်နောက်တစ်စက္ကန့်မှာပဲကောင်လေးကအခန်းထဲကိုမိုက်မဲဝင်လာတယ်မင်းတို့လိုကောင်တွေနဲ့ကအတူတူတေးစရာလားဆိုပြီးလှောင်လိုက်တယ်ဝရုတ်ကြီးကဒေါသတကြီးနဲ့မင်းကုန်ကျန်းတွေကိုဈေးကြီးပေးဝယ်တော့မင်းလည်းအရှုံးပေါ်မှာပဲလေလို့អော်ပြောတယ်ဒါပေမဲ့ကောင်လေးကရေးလိုက်ပြီးအရှုံးပေါ်ရအောင်မင်းတို့ကလွင့်ပစ်တဲ့အညံ့စားဝါကွမ်းတွေနဲ့ငါကလက်တာလေးအဲ့ဒါတောင်ငါမှအမျက်ကတစ်ဆက်ကြံသေးတယ်တကယ်တော့မင်းတို့ဘမ်းမှာအထားတဲ့ပတ်စံတွေကိုငါကချေးပြီးမင်းတို့ကုန်ကျန်းတွေကိုပြန်ဝယ်လိုက်တာပဲပြီးတော့ငါဆက်တွေကမင်းတို့ထက်အစတရတောင်ပို့ထုတ်နိုင်တယ်လို့ပြောလိုက်တယ်အဲ့ဒီစကားလဲကြားရောတထေးတွေအကုန်လုံးခြေဖျားလက်ဖျားတွေအေးပြီးကောင်းလေးရှိမှဒူးထောက်ကြပါတော့တယ်ကျွန်တော်တို့ကိုတနာပါလမ်းစားလေးတော့ခြံပေးပါဦးဒီဆိုင်တွေကဘိုးဘွားပြီးပင်30တိုင်လောက်လာခဲ့တာပါဆိုပြီးငိုကြိုတောင်းပန်ကြတာပေါ့ဒါပေမဲ့ကောင်လေးကမျက်နှာတစ်ချက်မပြတ်ဘူးစာချုပ်တွေထုတ်ချလိုက်ပြီးစီးပွားရေးဆိုတာစစ်တလင်းပဲဘာလို့လမ်းစားခြံပေးရမှာလဲဒါပေမဲ့ငါကုမ္ပဏီမှာမန်နေဂျာတွေလိုနေတယ်မင်းတို့ဆိုင်တွေကိုမူလတန်ကြီးရဲ့30ပုံတပုံနဲ့ငါ့ကိုရောင်းမဲ့စာချုပ်မှာလက်မှတ်ထိုးလိုက်ပြီးရင်နောက်နေ့ကစပြီးငါစီမှာအလုပ်လာလုပ်ကြတယ်လေကဲဒီကောင်လေးကဘလောက်တောင်ကျန်းတဲ့ boss လဲဆိုတာစဉ်းစားတာကြည့်ကြတော့ဒီကောင်လေးကဘလောက်တောင်အထားကျလဲဆိုရင်သူ့ရှိကကုန်တယ်တွေကိုစာချုပ်တွေချပြပြီးအေးဆေးလေးအချက်ကင်နေတာဗျနောက်လိုက်ရင်မင်းတို့ကောင်းကောင်းစားရမယ်မလိုက်ရင်တော့တလအတွင်းမင်းတို့ဆိုင်တွေအကုန်ပိတ်ပစ်ပြီးထောင်ထဲထည့်ပစ်မယ်တဲ့ကုန်တယ်တွေကလည်းကောင်းမှတော့လက်မှတ်မထိုးဘူးလေကြည့်ရတာဒီကောင်လေးကအတာမန်လူတော့မဟုတ်တော့ဘူးနော်တစ်ဖက်မှာတော့မြို့ပိုင်မတ်ကြီးကဒေါသတွေထောင်းထနေပြီးဘာလို့လဲဆိုတော့ဒီကောင်လေးကသူ့ကိုပတ်စံမပေးပဲမြို့ထဲကအထက်ဆိုင်တွေကိုအပိုင်စီးလိုက်လို့ပဲတပည့်ဖြစ်သူကလည်းဘေးကနေကက်ချွဲသေးတယ်ဆရာကြီးသူတို့စက်ယုံကတရက်ကိုအထက်900တောင်ထုတ်နိုင်တာပတ်စံတွေပုံနှိမ့်နေတယ်လို့ပဲတဲ့အဲ့ဒါကြရောအမတ်ကြီးကလောကတက်သွားပြီးကောင်လေးရဲ့စက်ယုံတွေကိုတွားချိတ်ပိတ်ဖို့အဆောင်တွေကိုလွှတ်လိုက်တော့တာပဲဒီလိုနဲ့အဆောင်တွေလည်းစက်ယုံရှိကိုအပြေးလွှားရောက်လာကြတယ်အဆောင်ကောင်းဆောင်ကဓာကြီးထုတ်ပြီးဟိန်းဟောက်တော့တာပဲအကုန်ဖမ်းပြန်ခံချရင်အသေးပဲပေါ့ဒါပေမဲ့ကောင်လေးနဲ့သူ့ရဲ့ body guard ထွားကြီးကနည်းနည်းလေးမှမလန့်သွားဘူး body guard ကလက်ထဲကအမြောက်တနက်ကြီးနဲ့ဒိုင်းဆိုပြီးပြစ်ချလိုက်တာအဆောင်တွေအကုန်လန့်ပြီးကြက်သေးသွားတယ်ပြီးတော့မှစောကြီးကွာလက်ချော်သွားလို့ဆိုပြီးအေးဆေးလေးပြောနေသေးတယ်နောက်တစ်စက္ကန့်မှာပဲကောင်လေးကတစ်တာတစ်လုံးကိုဖွင့်ပြလိုက်တယ်
အထဲမှာဘာရှိလဲဆိုတော့အခက်ကလူတွေမမြင်ဘူးသေးတဲ့မှန်ကြီးလင်းလင်းလေးတစ်ချက်ပြအဆောင်ကောင်းဆောင်ဆိုနက်ပြည်ကပစ္စည်းများလားဆိုပြီးမျက်လုံးကြီးပြူးသွားတာပဲအဲ့ဒီတော့မှကောင်လေးကခက်မိုက်မိုက်ပဲပြောလိုက်တယ်ဒီမှန်ကမင်းတို့ဆရာအတွက်မဟုတ်ဘူးမြို့ဝင်မင်းရဲ့ကတော့အတွက်ဟိုက်တဲ့တကယ်တော့ဒီကောင်လေးကညံများတယ်မြို့ဝင်ကတော့ကိုဒီမှန်တွေပေးပြီးအထူးလုပ်ငန်းလုပ်ခွင့်လိုင်စင်ယူထားပြီးသားလေဒါကိုသိရောအဆောင်ကောင်းဆောင်လည်းချက်ချင်းဖော်လန်ဖားပြီးကျွန်တော်တို့ကိုခွင့်လွှတ်ပါအခုပဲလစ်ပါမယ်ဆိုပြီးလိမ့်ဆင်းသွားတော့တာပဲအဆောင်တွေလည်းပြန်သွားရောကောင်လေးကသူ့ဘော်ဒီကတ်ကိုဆဲပါလေရောဘာလို့လဲဆိုတော့သူကအထားကြကြရက်တောင်လေးခတ်ချင်လို့လှုပ်ခိုင်းတာကိုဘော်ဒီကတ်ကပေါင်ချိန်9ပေါင်လောက်လေးတဲ့တမနီရက်တောင်ကြီးသွားလုပ်ပေးထားတာကိုပြီးတော့ဂုံယူနေသေးတယ်ဒီရက်တောင်မှာခလုတ်ပါတယ်နှိပ်လိုက်ရင်အက်တွေထွက်လာပြီးတစ်သားပြတောင်ဖောက်နိုင်နေတဲ့ကောင်လေးလည်းယူကျင်သွားတယ်ငါကစာပေပွဲသွားမှာကွာလူတက်ဖို့သွားမှာမဟုတ်ဘူးဆိုပြီးអော်တော့တာပဲဘေးကကောင်မလေးဆိုရင်ဒီရက်တောင်နဲ့ခတ်လိုက်ရင်ခေါင်းမှာပြတ်ထွက်သွားနိုင်တယ်ဆိုပြီးလန့်နေရှာတယ်ဒါပေမဲ့ဘော်ဒီကတ်ကြီးကတော့သူ့ဖန်တီးမှုကိုသဘောကျပြီးပြုံးဖြီးပြီးလုံနေလေရဲ့ကောင်လေးကဘုံပိုင်ကောင်းကိုဖွင့်လိုက်တာနဲ့ရေတွေကအလိုလိုကျလာပါရောဒါကိုမြင်တော့ကောင်မလေးနှစ်ယောက်ကအံ့ဩပြီးခဲရေတွေကသူ့ဟာသူဘယ်လိုလှုပ်ထွက်လာတာလဲရေနဲ့မင်းကိုဖမ်းဆောင်ထားတာလားဆိုပြီးမေးကြပါလေရောကောင်လေးကတော့ရေနဲ့မင်းမရှိပါဘူးကွာဒါယူပဗေဒရဲ့စွမ်းအားကွဲဆိုပြီးခက်မိုက်မိုက်ပြန်ဖြေလိုက်တယ်ပြီးတော့သူ့တငယ်ချင်းကိုရေပန်းပြပြီးဒီလိုရေချိုးရတာမှတကယ်ဘဝကွဲလို့ကြွားလိုက်သေးတယ်တငယ်ချင်းဖြစ်သူကလည်းဒါကိုသဘောကျပြီးမင်းရဲ့ဒီထွင်မှုတွေဒါအပြင်ကိုပေါက်ကြားသွားရင်မှုမှတ်တွေတော့ယူကုန်တော့မှာပဲလို့ဝင်ပြောလေရဲ့နောက်တစ်စက္ကန့်မှာပဲကောင်လေးကသူ့တီထွင်ထားတဲ့စပရင်ကူတင်ကိုတွားပြပြန်တယ်ကောင်မလေးကိုတက်ဆန်းခိုင်းတော့ကောင်မလေးကကြောက်ကြောက်နဲ့ထိုင်ချလိုက်တာပေါ့အဲ့ဒီမှာတင်စပရင်ကကန်ထွက်လာတော့ကောင်မလေးခမလန့်ဖြတ်ပြီးအမလေးတရေတစီတွေပူးနေတဲ့ကတင်ကြီးငါဖင်ကိုကြိုက်တယ်ဆိုပြီးထောက်ပါလေရောတငယ်ချင်းဖြစ်သူကတော့ကတင်ပေါ်ပက်လက်လန့်ရင်ရှယ်ပဲဟိတစ်သားကူတင်ကြီးတွေထက်အစတရလောက်သားတယ်ဆိုပြီးစိန်ချနေတယ်ကောင်လေးကတော့ဒါဟာသူ့ရဲ့တွက်ချက်မှုတွေကြောင့်လို့ဂုဏ်ယူနေပြန်တယ်ဒါပေမဲ့ဒီကောင်လေးကအတော်လေးကိုကတိကပ်ဖင်နိုင်တယ်ကောင်မလေးတွေကိုအိမ်စားတွေလုတ်ခိုင်းပြီးအလီတွေချက်ခိုင်းတယ်ကောင်မလေးတယောက်ဆိုငါအလီကိုမရလို့မျက်ရည်တွေနဲ့တောင်းပန်နေရတယ်ကောင်လေးကတော့လုံးဝမညာဘူးမရရင်အခောက်တရသွားရေးလို့အမိန့်ပေးလိုက်တယ်နောက်တစ်ယောက်ကိုလည်းလီဘာသဘောတရားကိုမရှင်းပြနိုင်ရင်ဒီနေ့နေ့လယ်စာအသားဟင်းမစားရဘူးလို့ချင်းချောက်သေးတယ်တငယ်ချင်းကဒီလိုလှပတဲ့ကောင်မလေးတွေကိုတင်ချာတွေချက်ခိုင်းရလားလို့ဝင်ပြောတော့ကောင်လေးကဘောပဲရင်လေးကိုပြပြီးမင်းပါတိလို့လဲဒါကသိပ္ပံပညာနဲ့တိုင်းပြည်ကိုကဲတင်နာကွက်လို့ပြန်ပတ်လိုက်တယ်ဒီလိုနဲ့သူတို့တွေစီးပွားရေးအကြောင်းစပြောကြတယ်တငယ်ချင်းကစားလုပ်ငန်းတွေကိုချွေမိသားစုကချုပ်ကင်ထားတာသွားမတိုးနဲ့လို့တတိပေးတယ်ဒါပေမဲ့ကောင်လေးကဂယုမဆိုင်ဘူးငါရဲ့စက်မှုတော်လန်ရေးကိုလာတာရင်တော့ယူပဗေဒရဲ့စွမ်းအားစစ်ကိုပြရသေးတာပေါ့ဆိုပြီးချက်ချင်းပဲအစိတ်တင်နေတဲ့စားရိုင်းတွေကိုဒဲအိုကြီးတဲ့ထည့်ပြုတ်ပါလေရောတငယ်ချင်းဖြစ်သူကအစိတ်တွေမို့လို့လက်နေပေမဲ့ကောင်လေးကဓာတုဗေဒနည်းပညာဖြစ်တဲ့ထုံးရည်နဲ့ပြကိုသုံးပြီးအစိတ်တွေကိုဖယ်ရှားပြလိုက်တယ်ခဏနေတော့ဖြူဖွေးနေတဲ့စားစစ်တွေထွက်လာပါလေရောအဲ့ဒီတော့မှတငယ်ချင်းလည်းမျက်လုံးပြူသွားပြီးမင်းတော်ဒီခေတ်ကြီးကိုတော်လန်လိုက်ပြီပဲလို့အန်အော်ရာကြီးပြောရတဲ့အထိပဲကောင်လေးကလည်းငါ့ကိုလာမြောက်မနေနဲ့မြန်ပကံနဲ့ပြောင်းထည့်ဆန်းပါဟိုကောင်တွေကိုငါတို့ရဲ့စားတွေတွားပြရအောင်ဆိုပြီးအထာချက်ချထွက်သွားတယ်တစ်ဖက်မှာလည်းစားကုန်တယ်တွေကကောင်လေးအစိတ်စားတွင်ဝယ်လိုက်လို့ဒီကောင်တော့ဒုက္ခလလရှာနေပြီးအဲ့ဒီစားတာစားလို့ရရင်ငါတို့ကအစောကြီးကလေးကတူးပြီးပြီပေါ့ဆိုပြီးလှောင်ရင်နေကြတယ်တကယ်လို့ကောင်လေးတာတူးချက်ထားတဲ့စားဖြူတွေကိုတွားပြလိုက်ရင်ဒီလူတွေဘလို့များအံ့ဩမင်တက်သွားကြမလဲအဝတ်နီကိုဖယ်လိုက်တဲ့အခါကုန်တယ်တွေအားလုံးကအံ့ဩပြီးဒါတကြားဖြူတွေလားလို့မေးကြတယ်ကောင်လေးကဒါငါတို့စတူဒီပါကုန်တယ်အဖွဲ့ကနေထုတ်လုပ်ထားတဲ့စားစစ်တွေပဲမြည်ကြည့်ချလို့ယုံကြည်မှုရှိရှိပြောလိုက်တယ်ကုန်တယ်တွေကမယုံတဝက်နဲ့မြည်ကြည့်လိုက်တဲ့အခါမှာတော့အရသာကရှယ်ဖြစ်နေတာကိုတွေ့သွားကြတယ်သူတို့ကဒီလိုရတာမျိုးနဲ့ရှင်ရင်ကျွေမိသားစုရောင်းနေတဲ့စားတွေကခွေးချေးနဲ့တောင်တူသေးတယ်လို့ပြောပြီးကောင်လေးစီကစားတွေကိုအလူရက်ဝယ်ကြပါတော့တယ်အဲ့ဒီအချိန်မှာပဲကောင်လေးကဒီနေ့ကစပြီးချင်းကျိုးမျိုးရဲ့စားစည်းကွက်ကိုငါတို့စတူဒီပါဖွဲ့ကချုပ်ကင်ပြီးကျွေမိသားစုကတော့တမိုင်းထဲကနေထွက်သွားလို့ရပြီဆိုပြီးမိုက်ကန်ကြီးညာလိုက်တယ်တစ်ဖက်မှာတော့ဈေးကွက်ပြတ်သွားတဲ့ကျွေမိသားစုကအရှုံးမပေးပါဘူးမြို့ကအမတ်မင်းစီသွားပြီးကောင်လေးစီကစားချက်တဲ့လှုပ်ဝက်ချက်ကိုလူယူဖို့အကြံပေးကြတယ်အမတ်မင်းကလည်းတနေ့ကိုငွေ1000လောက်ဝင်မဲ့အကျိုးအမြတ်ကိုမတော်ပြီးကောင်လေးတို့ကိုအစိတ်စားတွေရောင်းချပြီးလူတက်ဖို့ကြံစီမှုဆိုတဲ့ခေါင်းစဉ်တက်ကအင်အားသုံးဝင်ဖမ်းဖို့အမိန့်ပေးလိုက်တယ်။အမတ်မင်းကလူတွေအများကြီးနဲ့ကောင်လေးရဲ့ကုန်တယ်ဖွဲ့ကိုလာဝိုင်းတဲ့ခါမှာတော့ကောင်လေးရဲ့တငယ်ချင်းကတုတ်ကြီးကင်ပြီးဒေါသတကြီးထွက်လာတယ်။ဒါပေမဲ့ကောင်လေးကတော့လုံးဝမလန့်သွားပါဘူး။အမတ်မင်းကိုတင်းငိမ်စွာနဲ့ပဲမင်းငါကိုလာဖမ်းဖို့မြို့ဝင်စီကခွင့်ပြုချက်ရပြီးပြီလားမင်းကောင်းဘော်ကအရာရှိအုပ်ထုပ်ကငါ့ကိုဖမ်းဖို့လုံလောက်တဲ့အလေးချိန်ရှိလို့လားဆိုပြီးပြန်မေးလိုက်တယ်။အမတ်မင်းကအထင်သေးပြီးပြန်អော်တဲ့အခါကောင်လေးကရွှေရောင်စားကြုံတော်တစ်ခုကိုထုတ်ပြလိုက်တယ်အဲ့ဒီစာကတော့ချင်းကျုံမျိုးဝင်ကိုယ်တိုင်တရားဝင်ထုတ်ပေးထားတဲ့စားနဲ့တန်လုပ်ငန်းအထူးလုပ်ကင်ခွင့်အမိန့်စာပဲဖြစ်နေတယ်အမိန့်စာအရစတူဒီပါကုန်တဲ့ဖွဲ့ရဲ့စားလုပ်ငန်းတွေကိုမျိုးဝင်ကတိုက်ရိုက်ကာကွယ်ပေးထားပြီးဒေတာခံအရာရှိတွေဝင်ဆွတ်ဖက်ခွင့်လုံးဝမရှိဘူးလို့ပါရှိတယ်ဒါကိုလည်းမြင်ရောအမတ်မင်းခများမျက်လုံးပြူပြီးချက်ချင်းပဲဒူးထောက်သွားတော့တယ်ပြီးတော့ဓာရီအားလုံးကအထင်လွဲတာပါဆိုပြီးငိုယိုတောင်းပန်ရတော့တာပဲကောင်လေးရဲ့တငယ်ချင်းကတော့လူအယောက်100လောက်နဲ့ဓာရီဆွဲပြီးလာတာကိုအထင်လွဲတာလို့ခေါ်သလားဆိုပြီးရေမောလောင်ပြောင်းလိုက်တယ်ဇက်သိန်းအနေနဲ့ကောင်လေးကသူ့တပည့်ကိုမြို့ဝင်ရဲ့အထူးကုန်တွေကိုနှောက်ယှက်ရင်ဥပဒေအရဘာဖြစ်ပေးရမလဲဆိုပြီးအေးအေးဆေးဆေးပဲဆက်မိလိုက်ပါတော့တယ်ဒီတစ်ခါတော့အမတ်မင်းနဲ့စားကုန်တယ်တွေဒုက္ခလာတွေ့သွားပါပြီကောင်လေးတို့ကိုဖမ်းဖို့ကြိုးစားခဲ့တဲ့အမတ်မင်းဟာကောင်လေးရှိမှကျမ်းပြင်ပေါ်ဝတ်သွားပြီးအတနာခံနေရပါတယ်ကောင်လေးကတော့သူ့ကိုလုံးဝအဖတ်မလုပ်ပဲမင်းရဲ့ခွေးတွေကိုခေါ်ပြီးဒီကနေထွက်သွားလိုက်တော့လိုခက်ပြက်ပဲမောင်းထုတ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့ကောင်လေးကဒီနေ့ကစပြီးချင်းကျုံမျိုးရဲ့စီးမြင့်တွေကိုငါတို့ကပဲတတ်မှတ်မယ်ဆိုပြီးအားလုံးရှိမှယုံကြည်မှုအပြည့်နဲ့ကြီးညာလိုက်ပါတယ်တစ်ဖက်မှာတော့ကောင်လေးနဲ့သူ့တငယ်ချင်းတို့အေးအေးဆေးဆေးအနားယူနေကြပါတယ်တငယ်ချင်းဖြစ်သူကအခုဆိုငါတို့တိုင်းပြည်မှာအချမ်းသာဆုံးဖြစ်နေပြီလားလို့မေးတဲ့အခါကောင်လေးကအချမ်းသာဆုံးဆိုတဲ့ဂုံပုတ်လောက်ကဘာမှမဟုတ်သေးကြောင်းနဲ့သူတို့ရဲ့ရည်မှန်းချက်ကဒီထက်ပိုကြီးကြောင်းပြောပြပါတယ်
သူကစက်ကူပေါ်မှာမြင်းဆွဲတန်လန်းရထားပုံစံကျန်းတစ်ခုကိုဆွဲပြပြီးတန်လန်းရဲ့ပုတ်တိုက်အားနေတဲ့အတွက်မြင်းလေးကောင်တဲ့နဲ့တင်လူ9ဆက်စာဝင်ကိုအေးဆေးဆွဲနိုင်မယ်လို့တွက်ပြပါတယ်။ဒါကိုတာမျိုးရဲ့လမ်းမကြီးတွေစိတ်ကန်းတွေနဲ့တပ်ထုတွင်းတွေမှာခင်းလိုက်ရင်တဲယူပို့ဆောင်ရေးစရိတ်က10ပုံတပုံအထိကျဆင်းသွားမှာဖြစ်လို့တငယ်ချင်းဖြစ်သူကတော့ဒါကယထာမှမဟုတ်တာငွေပုံနှိပ်စက်ကြီးပဲလို့သဘောကျအံ့ဩသွားပါတယ်။ကောင်လေးကမနှက်ဖြန်မျိုးဝင်စီကနေမြေတွေဝယ်ပြီးချင်းကျိုးမျိုးကိုသူတို့ရဲ့တံမဏိမျိုးတော်ကြီးဖြစ်အောင်လုပ်မယ်။နောက်ပိုင်းကြောင်မီသွေးတွင်းတွေပါရှာပြီးမြင်းတွေမလိုတော့တဲ့ရေနွေးငွေသုံးဆက်ကောင်းတွေထိတီထွင်မယ်လို့သူ့ရဲ့ခန်းထားတဲ့အနာဂတ်စီမံကိန်းကိုချပြလိုက်ပါတယ်။ဒါပေမဲ့ပြဿနာတွေကပြီးဆုံးမသွားသေးပါဘူး။ဈေးကွက်ပြက်ပြီးအရှုံးပေါ်သွားတဲ့ချွေမိသားစုကောင်းဆောင်ဟာမိုးရဲရေထဲမှာဒူးထောက်ပြီးသူ့ကိုနောက်ွယ်ကနေထောက်ပံ့ပေးနေတဲ့အင်အားကြီးစစ်ပရင်ဝမ်ရဲစီကိုတွားရောက်တိုင်တော့ပါတော့တယ်။သူကစတူဒီပါကုံတဲ့ဖွဲ့ဟာမကောင်းဆိုးဝါအတတ်ပညာတွေနဲ့နှိမ့်လို့ဖြူတဲ့စားတွေထုတ်ပြီးသူတို့ရဲ့အမျက်တွေကိုလူယူသွားကြောင်းသူတို့စီမှာတန်ကိုတောင်းရှုံ့လို့ဖြတ်နိုင်တဲ့လက်နက်ဆန်းတွေရှိနေကြောင်းစစ်ပရင်ကိုမြောက်ပင်ပြီးပြောလိုက်ပါတယ်။စစ်ပရင်ကကုံတဲ့နှစ်ယောက်ကိုတောင်မနိုင်တဲ့ချွေမိသားစုကိုအသုံးမချဘူးလို့အပြစ်တင်ပေမဲ့ကောင်လေးတို့စီကတနောက်စာတွေနဲ့လက်နက်တွေကိုတော့လိုချင်သွားပါတယ်။သူကငါးသားတာထက်နေရင်ဘလို့ကုံတယ်ပဲဖြစ်ဖြစ်စင်းဒီတုံးပေါ်ကဝက်စုကြီးတွေပါပဲလို့ပြောပြီးချင်းကျိုးမျိုးစီကိုသူ့ရဲ့တန်ချက်ကစစ်တပ်ကြီးနဲ့ချီတက်လာပါတော့တယ်။စစ်ပရင်ဟာမြို့တကာလေးပေါက်လုံးကိုပိတ်ဆို့ပြီးစစ်အုပ်ချုပ်ရေးကြီးညာလိုက်ပါတယ်။အဲ့ဒီနောက်မြို့ဝင်ရုံးကိုဝင်စီးပြီးကြောက်လန့်တကြားစီးကြိုနေတဲ့မြို့ဝင်ကိုခြေအောက်မှာနင်းထားလိုက်ပါတယ်။သူ့ရဲ့တောင်းနဲ့ချီတဲ့စစ်တပ်ကြီးအတွက်ရိတ်ခါပြက်နေတာ3ရက်ရှိပြီဖြစ်လို့ချင်းကျိုးမျိုးကနေစစ်စရိတ်ကောက်ခံမယ်လို့အမိန့်ပေးလိုက်ပြီးကျွေးမိသားစုရဲ့သတင်းပေးချက်အရမြို့အနောက်ဘက်ကကောင်လေးရဲ့စတူဒီပါကုန်းတဲ့အဖွဲ့ကိုတိုက်ရိုက်ပြစ်မှတ်ထားဖို့ချင်းချောက်လိုက်ပါတော့တယ်။